တရန်ရောအခါကရွာတရွာတွင်ရှိသောဖုန်ကြီးကျောင်းတစ်ကျောင်းတွင်ဖုံးတော်ကြီးတစ်ပါးနှင့်မြောက်တကောင်ရှိလေသည်မြောက်ကလေးသည်ရပြောသည်များခိုးစား၍ပြစ်ချင်ရာပြစ်ထားတတ်သည်စီကံကြည့်သောဖုန်ကြီးသည်မြောက်ကလေးကိုဒုက္ခအကျဉ်းများစွာရိုက်နှံ့ဆုံးမအားသည်ဆုံးခံမှပြန်လာတိုင်းရေဆေးအိမ်တုံတွင်ခြေတော့ရေဆေးပြီးတိုင်းမင်းဒီနေ့ကောင်းကောင်းနေဟုဖြော်မာလာသောရေခွက်အယိုးဖြင့်ရိုက်၍ဆုံးမလေးရှိသည်မြောက်ကလေးသည်တုံငယ်နှင့်အချက်များစွာရိုက်ခံရသည့်အပြင်အချိန်မှန်မှန်တစ်ချက်ကြာခောက်ခံနေရသဖြင့်ထိုဖုံးကြီးနှင့်ဝေးရန်အမြဲစုတောင်းလေသည်တရန်ရောအခါထိုဖုံးကြီးသည်ကံအကြောင်းမသိ၍ဖျားနာပြီးပြန်လွန်တော်မူသွားလေသည်ရဲရွာမှာအခြားဘုံတော်ကြီးတစ်ပါးပင်၍ကြောင်းထိုင်စေ၏ထိုဖုံးကြီးကလည်းစွန့်ခံပြန်လာတိုင်းခြေတော့ရေဆေးပြီးတိုင်းမြောက်ကလေးကိုရှေ့ဘုံကြီးထက်ပိုရွညှစ်ချက်ခောက်လေသည်မြောက်ကလေးလည်းဒီဖုံးကြီးပြန်လွန်၍နောက်ဖုံးကြီးလာလျင်လေးချက်လောက်ခောက်လိမ့်မည်ဟုတတိတံဝေကရ၍ကောင်းပွန်စွာနေထိုင်ပြီးဖုံးကြီး၏အမှုကြီးငယ်ကိုကူညီလှုပ်ဆောင်လေတော့သည်ထိုပုံမြင်ကိုအစွဲပြု၍နောက်ဖုံးကြီးနှစ်ချက်ခောက်မှတည်မယ်ဟုပြောဆိုလေရှိကြသည်